ချမ်းသာတဲ့မိသားစုကအိမ်ပြန်ခေါ်ခြင်းခံလိုက်ရတဲ့သမီးရင်းဟာငယ်စဉ်ကတည်းကလူမားပြီးလဲလှယ်ခံထားရသူပါသူမအိမ်ကိုပထမဆုံးအကြိမ်ပြန်ရောက်တဲ့အခါအရာအလုံးကသူမထင်ထားတာနဲ့လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေပါတယ်မိဘတွေကသူမကိုကြိုဆိုဖို့တညလုံးဒူးထောက်ဆောင်နေကြသလိုသူမနေရာကိုအစားထိုးဝင်ရောက်လာတဲ့ညီမလေးကလည်းသူမကိုရန်ရှာတာအကွက်စင်တာမျိုးမလုပ်ပဲအမလို့လေးလေးစားစားခေါ်နေပါတယ်အခြေအနေတွေကတမျိုးကြီးပါပဲသူမစဉ်းစားနေတော့မှပဲအမေဖြစ်သူကအပေါ်ထက်ကိုအတင်းတွန်းပို့ပြီးအဖေဖြစ်သူကလည်းသူမပါလာတဲ့အိတ်တွေကိုတည်ပေးဖို့စူးစမ်းပါတယ်ဒါပေမဲ့သူမတစ်ဖက်တည်းနဲ့မနိုင်မနှင်းတည်လာတဲ့ကြောက်တုံးကိုအဖေဖြစ်သူကမနိုင်အောင်ဖြစ်နေပါတယ်အပေါ်ထက်မှလည်းအခန်းနှစ်ခန်းကိုသူမတွေးလိုက်ရတယ်သူမကိုမနှိမ့်မြို့တဲ့အမေဖြစ်သူကညီမလေးကိုပဲတက်တောင့်တက်တာရှိတဲ့အခန်းမှာထားပြီးသူမကိုတော့အစေခံအခန်းမှာအိတ်ခိုင်းလိုက်မယ်လို့သူမထင်ထားခဲ့တာပါသူမငင်းဆန်ရင်လဲညီမလေးကမျက်ရည်ခံထိုးပြီးမိသားစုတစ်ခုလုံးကသူမကိုအနိုင်ကျင့်ဖို့ကြံစီကြလိမ့်မယ်လို့တွေးမိပါတယ်ပြဿနာမရှာချင်တာနဲ့အစေခံအခန်းကိုပဲရွေးလိုက်ပေမဲ့အဖေဖြစ်သူကအပြေးအလွှားရောက်လာပြီးအစေခံအခန်းကညီမလေးအတွက်ဖြစ်ပြီးသူမအတွက်အခန်းလှပြင်ဆင်ပေးထားကြောင်းပြောပါတယ်အမေဖြစ်သူကသူမကိုအနားယူဖို့အတင်းတိုက်တွန်းပြီးအဖေဖြစ်သူကလည်းအချိန်ကိုကြည့်ကအောက်ထပ်ကိုအမြန်ဆင်းသွားပါတယ်မိသားစုကသူမကိုအနိုင်မကျင့်တဲ့အပြင်သူမကိုကြောက်နေတယ်လို့ဖြစ်နေတာကြောင့်သူမနားမလည်နိုင်အောင်ဖြစ်နေရပါတယ်ပင်ပန်းလွန်းလို့အိပ်ပျော်သွားပြီးနောက်တစ်နေ့မှာတော့အရေးပေါ်တကားခောက်တန်ကြောင့်လန့်နိုးလာပါတယ်ညီမလေးကအမြန်မသွားရင်နောက်ကျလိမ့်မယ်လို့ပြောပြီးသူမကိုဆွဲခေါ်သွားပါတယ်။အောက်ထပ်မှာမိသားစုတစ်ခုလုံးမနှက်စာပြင်ထားပေမဲ့ဘယ်သူမှစားဖို့မဝင်ရဲကြပါဘူး။ညီမလေးကသူမကိုငြိမ်ငြိမ်ထိုင်ဖို့ပြောနေတော့ရွှေတွေကြောက်တံပတ်များတွေနဲ့တစားဆင်ထားတဲ့အိမ်ထိန်းတစ်ယောက်ရောက်လာပါတယ်။မိသားစုတစ်ခုလုံးကအိမ်ရှင်မလိုမျိုးအဲ့ဒီအိမ်ထိန်းကိုအလွန်အမင်းယိုသေးပြနေကြတာကိုမြင်တော့သူမအံ့အားသင့်သွားတယ်။သူမစိတ်တူပြီးတကယ်ဖြစ်ပျက်နေတာတွေကိုပြောပြဖို့အော်ပြောလိုက်ပေမဲ့ညီမလေးကကြောက်လန့်တုန်လှုပ်နေပြီးအမေဖြစ်သူကလည်းဒါကပုံမှန်ပဲလို့ပြောကသူမကိုညီမလေးနဲ့အတူကျောင်းသွားဖို့ပြောပြီးမိဘတွေကလည်းကြောက်ရွံ့စွာနဲ့ထွက်ပြေးသွားကြပါတယ်။ကျောင်းသွားဖို့အဝတ်အစားတွေဝတ်ဆင်ပြီးတဲ့အခါမှာလည်းချမ်းသာတဲ့တထေးသမီးလိုကားစီးရမှာမဟုတ်ပဲညီမလေးနဲ့အတူလျှက်စစ်ဆိုင်ကယ်လေးစီးပြီးကျောင်းကိုသွားရပါတယ်။ကျောင်းရောက်တော့ညီမလေးကနောက်ဆုံးတန်းမှာထိုင်နေတော့လူမိုက်ကျောင်းသားတစ်ယောက်ကခွက်တစ်ခုကိုကင်ပြီးသူတို့စီလျှောက်လာပါတယ်။ညီမလေးကိုအနိုင်ကျင့်ဖို့လုပ်နေတာလို့သူမထင်လိုက်ပေမဲ့အဲ့ဒီလူကစာအုပ်နဲ့ညီမလေးကောင်းကိုထုလိုက်ပြီးရေနွေး45ဒီဂရီတိယူခိုင်းပါတယ်ညီမလေးကကြောက်လန့်တကြားရေသွားယူပေးပေမဲ့ရေပူချိန်မမှန်လို့အဲ့ဒီလူကသူမကိုရေပက်လိုက်ပါတယ်သူမဒေါသထွက်ပြီးညီမလေးကိုမကြောက်ဖို့ပြောလိုက်ပါတယ်အဲ့ဒီလူကရှင်မိသားစုကတားကြီးဖြစ်ကြောင်းပြောလိုက်တဲ့အခါသူမရဲ့မိသားစုကဘာလို့ဒီလောက်တောင်အနိုင်ကျင့်ခံနေရတာလဲဆိုတာကိုသူမလုံးဝနားမလည်နိုင်ဖြစ်ရပါတယ်အဲ့ဒီလူကသူမပခုံးကိုလာပုတ်တဲ့အခါမှာတော့သူမကအဲ့ဒီလူကိုမြေပြင်ပေါ်ပစ်ချလိုက်ပြီးညီမလေးကိုလည်းကန်ခိုင်းပါတယ်ညီမလေးကမကန်ရဲပေမဲ့သူမကကန်ဖို့အတင်းတွန်းအားပေးပါတယ်အဲ့ဒီလူဒေါသထွက်ပြီးသူ့အကိုကိုခေါ်မယ်လို့ချင်းချောက်သွားတဲ့အခါသူမကကြောက်မနေပဲမြ мян ခေါ်လာဖို့ပြောလိုက်ပါတယ်။ကျောင်းဆင်းတော့ညီမလေးကအဲ့ဒီလူကသူတို့မိသားစုရဲ့ကားကိုမောင်းပြီးအကိုဖြစ်သူနဲ့အတူလက်စားချေဖို့လာနေတာကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီအကိုဖြစ်သူကကြောက်စရာကောင်းတဲ့ပုံစံနဲ့ရောက်လာပြီးသူမကိုမြင်လိုက်တဲ့အခါမှာတော့ဒူးထောက်ပြီးသူမကိုအကြီးကဲတယောက်လိုလေးလေးစားစားခေါ်ဆိုလိုက်ပါ